Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့cherry ရပါတော့ဒီနေ့ Chromie အိမ်ကိုတော့ပြမှာပဲဖြစ်ပါတယ်သူကညီမလေးတယောက်ဆောက်ထားတယ်လို့တော့ပြောတာပဲထင်တာပဲပေါ့နော်တေချာတော့မသိဘူး ID တွေ့လို့တော့ပြလိုက်ပါမယ်ကဲဆိုတော့အရင်ဆုံးကြီးချိုးကြမယ်Chromie ဆိုတော့ခရမ်းအောင်လေးပေါ့နော်ဒီရက်မှာကျပြောချင်တာလေးတစ်ခုကအတန်ကို cherry ရဲ့ real အတန်ပဲလောက်ထားပါတယ်เนาะအတန်တူမလောက်ထားပါဘူးရှင်အမဲနဲ့ခရမ်းလေးလောက်ရမှာပေါ့နော်စပင်းကြတော့စပင်းလေးကတော့စီးပဲစီးသွားလိုက်ကောင်းပဲဒါလေးဒီလိုလေးချသွားလိုက်အဲ့တော့အယောင်လေးပြောင်းလိုက်မယ်โอเคခရမ်းလေးလောက်ပြီးတော့ဒါမှခရမ်းလေးလောက်လိုက်ကောင်းမယ်ဟုတ်တယ်အဲ့လိုလေးလောက်လိုက်တာပိုကောင်းမယ်ထင်တယ်ဖြူလေးနဲ့လည်းလိုက်တဲ့အနီးလေးအမဲလေးပဲကောင်းပါတယ်hair color ကကြတော့ black ဆိုပိုကောင်းမယ် okay ครับကဲဒါဆိုရတော့ချက် makeup Chromie ID လေးပါထားလေးပြပေးမယ်နော်ပြီးရင် comment မှာလာတောင်းလိုက်ပါရှင့်ကဲအိမ်လေးကတော့ရှေ့မှာရောက်နေပြီပဲဖြစ်ပါတယ်ဆိုတော့3 2 1ထာဒါသူကအရန်လှတယ်ပေါ့နော် Hey boy you pair ဟဲ့စားတာပါတိတ်ကအကြည့်လေးလုပ်ပေးထားတာကိုတော့တိတ်မကြိုက်ဘူးဟဲ့ရေကူးကန်ကြီးလားဘာကြီးလားဘာဖြစ်မိုက်ပါတယ်ဒီနားလေးကညဘက်လေးဆိုပို့ပြီးတော့ကြည့်လို့ကောင်းမယ်လို့ထင်ပါတယ်ရှင်ဒါတော့ကြံလေးပြပြပါတော့ဘာဂိမ်းလေးဆိုတာပဲ CKKID ဟိုဂိမ်းလေးနဲ့ဒီမှာကထိုင်လို့ရတယ်မထိုင်ပြီးတော့ TV လေးပါလေးကြည့်မယ်ဒီမှာကွန်ပျူတာဒီပါလေးထိုင်သုံးလို့ရတယ်ဇပွဲလေးရှိရပေါ့နော်သူတေချာလေးလှုပ်ထားတာမိုက်တယ်ဒီဘက်မှာဆိုပန်းအိုးနေရှိမယ်ဒီဘက်ကသွားလို့မရဘူးလားလူကာရလားစာအုပ်စီရှိမယ်ပေါ့နော်ဒီဘက်ကမရှိရောအပေါ်ကဂျပန်တက်တာတော်လေးလုပ်ပြီးထားပါရှင်စိတ်ရှိဘာမရှိโอเคပါဒီမှာပန်တင်ကောင်လေးလည်းရှိရယ်အိယာလေးလည်းရှိရယ်အိယာဆိုလဲလှရတယ်ပေါ့နော်ခရမ်းရောင်လေးတကယ်Purple Lover ဆိုလို့ရှိရင်အရင်မိုက်တယ်တကယ်ကြိုက်သွားမှသိကြတယ်မအဲကုန်းနေရောဒီမှာ Chromie အရုပ်ကလေးရောတေချာလုပ်ပေးထားဘယ်လိုပြန်လုပ်လဲမသိဘူးဘယ်လိုများလုပ်လဲသူစီကပြန်သိအောင်မယ်ဒီရဟာလေးရောဘယ်လိုလုပ်တာလဲရင်ဒီရကိုအဝိုင်းဝိုင်းလိုက်မယ်ဘေးနားရင်ဘဲဥပုံစံထည့်လိုက်အဲ့လိုလားမသိပါဘူးချိန်မလုပ်တော့ဒါလေးပဲပေါ့နော်ဒါလေးပဲဆိုပေမဲ့တော်တော်လေးမိုက်တယ်လို့ပြောလို့ရပါတယ်ကဲဆိုတော့ကဗီဒီယိုကရှေ့သွားအောင်လို့ID နဲ့တော့လေကတစ်ထစ်ကလည်းအကြီးပဲဘယ်လေးထပ်သွားပြရင်ကောင်းမလဲမသိဘူးဒီနေ့ကpick up list ထဲမှာရှာကြည့်လိုက်ကြ
စားလိုက်တာကွယ် so busy โอเคပါလို့နောက်ရက်မှာပဲထပ်ပြီးတော့ပြပါတော့မယ်နော်ကဲဆိုတော့ဒီနေ့ရဲ့ cherry ရဲ့ video လေးကတော့ဒီလောက်ပါပဲနောက်ထပ် berry သွားစေချင်လဲ comment မှာ ID လေးပေးခဲ့လို့ရပါတယ် cherry ID သွားပြပေးပါမယ်နော်ဆိုတော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ video လေးကိုကြိုက်နေတဲ့ရင် cherry ရဲ့ channel လေးကို subscribe လေးလုပ်ပြီးတော့ video လေးကို like လေးပေးခဲ့ပါအောင် comment မှာလည်းကိုကြိုက်တာလေးရေးသွားလို့ရပါတယ်နော်ဆိုတော့ဒီနေ့ရဲ့ video ကတော့ဒီလောက်ပါပဲအားလုံးပဲ bye bye ပါ